မင်္ဂလာပါရှင်ဗရမ များမြေမှာပြန်လဲကြိုဆိုလိုက်ပါတယ်တိန်း659ဝန်းကျင်မဲ့3ကျင်နဲ့ရွာမြေလဲဆေးရမယ်ရေမိပြည့်စုံလဲပါရမယ်ဆိုရလူကြီးမင်းများအတွက်ခိုင်မာတဲ့ရွာမြေစစ်ပုံမှာတိစောက်ထားပြီးရေမိပြည့်စုံပါရှိတဲ့အိမ်လေးတစ်လုံးကိုမိတ်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်အခုမြင်တွေ့နေရအိမ်လေးပဲဖြစ်ပါရဲ့ရှင်ခြံစည်းရိုးများအောင်လဲခိုင်ကလုံကျော်အောင်အုတ်တိုင်းလေးပြုလုပ်ပေးထားပါရဲ့နော်ဒါဆိုအိမ်လေးတွေကိုတစ်ချက်သွားကြည့်ရအောင်ခြံလေးရဲ့ပေကျရာဆိုရင်ဖြင့်အရှင်းမျက်နှာစာ19ပေအနောက်ကို38ပေကျရှိပါရဲ့ရှင်အဲဒီထဲဝင်လိုက်တဲ့ခါမှာဆိုရင်လည်းဆေးရောင်များကိုတေချာသွားလှပပတုပ်ပေးထားပါတယ်နော်ဖျားခင်လေးကိုလည်းတက်တက်ခက်ခက်လေးလုပ်ပေးထားပါတယ်ရှင်အခန်းလေးတစ်ခန်းလေးပါရှိပါရဲ့ရှင်မိဘခံလေးကိုလည်းတက်တက်ရရလေးလုပ်ပေးထားပါတယ်နော်ဒီစင်လေးလည်းပါရှိပါတယ်ဒါလေးကတော့ရေချိုးခန်းအင်္ဂါလေးပဲဖြစ်ပါတယ်အင်္ဂါလေးကလည်းဘူတိုင်းလေးဖြစ်ပါတယ်ရေမီပြည့်စုံပါရှိပြီးရွာမြေစစ်စစ်ပုံမှာတိဆောက်ထားတဲ့ရဖူအိမ်လေးကိုစိတ်ဝင်စားလိုလိုက်ရောက်ကြည့်ရှုချင်တယ်ဆိုရင်တော့ဗရမများမြေအချမ်းမြေကိုအများဆုံးလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင်ကျေးဇူးတင်ပါတယ်